ကိုမျောသွားပြီလူတွေနဲ့ဝေးဆုံးဆိုတဲ့နေရာတွေနဲ့ငါရောက်သွားပြီဘလို့လဲငါ့ကိုခင်မညာသေးရဲ့လားလူဘဝမှာငါဆိုတာလည်းမရှိနိုင်တော့ငါကောင်ကလည်းစိတ်သက်စိတ်ကပုံပြီးတော့ကိုကြနေပြီငါခန္ဓာလည်းတစားပြီးကွယ်ပြီးခြင်းထဲမှာလည်းတုံ့လုံသွားငါကိုယ်တိုင်ကတစ်သေးကောင်ဖြစ်သွားပုံနှမ်းစီတဲ့တစ်ခုကနေငါတို့အမျှတွေဝေးနေငါကိုမုန်းတီးခဲ့တဲ့သူတွေကလည်းဟန်ဆောင်ပြီးတော့ငိုနေဘလို့လုံးနဲ့ဒီခံစားမှုတွေမုန်းတီးပေမဲ့လည်းတာစီဖို့ခွန်အားဆိုတာငါမှရှိတော့ပြီပဲမင်းတို့ငါ့ကိုပြောနေကြတယ်ရောက်ရရက်ကအမျှယူဖို့ရငါမှစိတ်ကူးရှိလို့ဘဝကူးပြောင်းမှုခက်ခဲပြန်လာခြင်းနဲ့ရင်တော့လို့ချင်းနေတဲ့အတူဆိုခြင်းနဲ့ဒီကားကတော့မင်းတို့လည်းငါပြန်တွေ့ခြင်းနဲ့သိဆုံးသွားပြီးမှဘဝပြန်စဖို့ကြိုးစားအမောင်တွေကခြေတန်းတွေကိုပြန်ပြီးလုပ်လို့ရမှာပါဘာမှမသိတဲ့သရဝါတွေငါ့ကိုလာပြီးခေါ်နေကြတယ်ငါလိုက်သွားမယ်လုံးလုံးမှုဆိုတာငါမှလုံးဝမရှိဘူးဘာတွေဖြစ်လာမလဲငါလည်းမသိငါပဲတစ်ဖက်ကနေအဆောင်နေနဲ့ခေါ်လာခဲ့ကောင်းကင်ဘုံကိုဆောင်းဝိုင်းကနေငါတို့ထွက်ခဲ့လာရောက်နေတာလဲငါရင်ထဲကိုတိုးဝင်ထဲမှာပေါင်မဲနေတဲ့နေရာတွေငါတို့ရောက်လို့သွားခဲ့မမြင်နေရတဲ့ကဘာကြီးနဲ့ငါချစ်တဲ့ငယ်ချင်းတွေရဲ့အဝေးဆုံးနေရာကိုငါရောက်လို့သွားခဲ့သူတို့ပေးတဲ့ဒီတစ်ခွက်လောက်တံပုံမထားပေမဲ့တောက်လိုက်ရတဲ့အချိန်မှာငါဟာကုန်ချင်းသွားပြီငါကလည်းမသိဘူးစိတ်တစ်ခုလုံးလွတ်မြောက်သွားလို့ငါခံစားရပြီနှုတ်ဆက်ခဲ့တယ်အတိတ်ကငါမိဘနဲ့ချစ်တဲ့ငယ်ချင်းတွေနောက်တစ်နေ့မှမင်းတို့နဲ့ငါပြန်တွေ့ကြNo